ပြည်သူဘာမှလည်းစိတ်တက်ကြွအောင်နေ့စဉ်နေ့တိုင်းတော်လိုင်းရဲ့ကိုပါဝင်လာခြင်းအောင်စီယုံရေးအားမကောင်းတဲ့တော်လိုင်းရဲ့ကလီးတော်မအောင်ဒီဒေးခေါ်ထားတယ်ဒီဒေးကိုနေ့တိုင်းသတိရပြီးတော့နေ့တိုင်းလဲနေလေအောင်မြင်းကျသောမကြံတော်လန်ခြင်းတဲ့စိတ်တွေတပွားပွားဖြစ်နေအောင်NUG ကစီယုံရေးအားမကောင်းအစည်းအဝေးအားကောင်းတာအလူခံအားကောင်းတာအလူခံအားကောင်းတယ်စပေါင်းထူတာအားကောင်းတယ်စောက်တော်သားဆန်တာအားကောင်းတယ်အစည်းအဝေးလုပ်တာအားကောင်းတယ်ဒီဒေးခေါ်ပြီးတော့အဲ့လိုစောက်ဘောကွက်တွေနင်းပြီးတော့အဲ့လိုမျိုးပြည်သူဘာမှလည်းစိတ်တက်ကြွအောင်နေ့စဉ်နေ့တိုင်းတော်လိုင်းရဲ့ကိုပါဝင်လာခြင်းအောင်စီယုံရေးအားမကောင်းတဲ့တော်လိုင်းရဲ့ကလီးတော်မအောင်မယုံရင်ဘိုးတော်ကွန်မြူနစ်တွေသွားမေးမယုံရင် KNU ကအတီးတို့သွားမေးအတီးကအဲ့ဒီကောင်ပြောထားတယ်ပြည်သူမပါရင်တော်လိုင်းရဲ့ဘယ်လိုနိုင်မှာလဲဟုတ်တယ်ပြည်သူတော်မေးခင်ဗျာဒီဒီနဲ့ပတ်သက်ပြီးတော့နေ့စဉ်နေ့တိုင်းသိပါစိတ်တက်တွေတက်ကြွနေအောင်မိုးသီးစုံလောက်တော့မှပြည်သူလူထုကိုခင်ဗျားလည်းစက်သိန်းဖြန်းဖြန်းထားအောင်မပြောနိုင်ရင်ပဲလေဆိုတော့သူတောင်းလေသူတောင်းပေါ့ရှင်လုံးဖေအောင်မနဲ့ကောညအောင်မိုးလေးမိုးချိုသွားသူတောင်းပြီတော်လိုင်းနိုင်အောင်လို့ခင်ဗျားလည်းကိုခေါ်ထားတဲ့ဒီဒေးတောင်မှဒီဒေးကတကားပြန်လာခောက်ရတယ်ကိုခေါ်ထားတဲ့ဒီဒေးကတကားဝရောက်လာပြီးတော့ဟဲ့မေ့နေလားငါဒီဒေးလေအော် sorryဘာတူလဲဝင်းကြီးကကြပြားရေးနေမအားသေးဘူးဝင်းကြီးမဒီဒေးတဲ့ရောက်နေတယ်တွေ့ရင်လို့တဲ့ဟဲ့ဒီဒေးတဲ့ဘယ်ကောင်လဲမဟုတ်ဘူးဝင်းကြီးတို့ခေါ်ထားတဲ့ဒီဒေးအော်ဆုံးမိတရားနေထားလာတာမအားဘူးနိမကြီးတော့ပဲမအားသေးဘူးအလူကန်ထဲတယ်ကွာပတ်စံနေပေါ်တယ်လေတဲ့ဘာခင်ဗျာတကဘာလုံးဝိုင်းလူကန်ပေးနေတာခင်ဗျာအလူကန်ကျွမ်းတယ်လို့ပြောပြီးပါတယ်အားရုံမှန်တယ်လို့နေတာအလူကန်တာကျွမ်းနေတယ်မီတင်တက်တာကျွမ်းနေတယ်အဲ့မသားကဝါကမန်းတွေကြောက်ပြီးတော့ online ပေါ်မှာဝါဒဖြန့်တာကျွမ်းနေတယ်အဲ့ဒါပဲလုပ်နေတာပြည်သူကိုနေ့စဉ်တိုင်းတော်လိုင်းအသိဉာဏ်နေတဲ့တော်လိုင်းသိတဲ့တွေချက်သိမ်းကိုမိုးသီးတို့မင်ကုန်းပြောလို့ရှိရင်ကိုမိုးသီးတို့မင်ကုန်းပြောရင်ဘလောက်သတ်တော့တော့အောင်မခင်ဗျားလဲအဲ့လိုမျိုးတွေနေ့တိုင်းပြောနေသလားဆိုတော့သူ့ဟာသူတော်မှစိတ်တက်ကြတယ်ခင်ဗျားတို့နေ့တိုင်းစိတ်တက်ကြွနေအောင်တော်လိုင်းစိတ်တက်တွေတက်ကြွပြီးတော့တွေ့ရသင်္ချိုင်းဓာမဆိုင်တော်လိုင်းခြင်းတွေအောင်ပြောနေသလားသူတို့တွေတော့မှသူတို့ခင်ဗျားလည်းစိတ်တက်မနေကြနေလို့သူတို့တော့ဆရာဝန်ပြပြနေတာမသိအားသေးတွေတောက်နေရတယ်သူတို့တော့ခင်ဗျားတို့ပြည်သူကပြန်ပြီးနာနှက်ပေးနေအောင်အစိုးဆုံးကတော့ဘူးမသိကိုမသိနဲ့အလူကန်လို့မနေကြဘဲနဲ့အဲ့ဒါနိုင်ငံရေးမှာဝင်ပြီးတော့ကိုတန်းတဲ့ကိုမနေဘဲနဲ့သိရမလားကိုတန်းတဲ့ကိုမနေဘဲနဲ့မြန်မာသမိုင်းရေးလည်းမသိဘူးနိုင်ငံရေးလည်းမသိဘူးတော်လှန်ရေးလည်းမသိဘူးမျိုးရိုးစင်စလည်းမသိဘူးအမနစ်နေ့မှာအဲ့ဒါမွေးထောင်ရခိုးပြီးတော့တိုက်ပုံဝစ်ပြီးတော့လွတ်တော်ရဲဝင်တဲ့ဟာတွေပပွားနာသားချပြီးလွတ်တော်ရဲဝင်တဲ့ဟာတွေနိုင်ငံရေးအသိစိတ်တမရှိတော်လှန်ရေးသွေးတဲ့သားတွေမှမရှိဘူးအဲ့ဒါခေကောင်းလို့လွတ်တော်ရဲဝင်ထိုင်နေတဲ့ဟာတွေကအခုခင်ဗျားတို့လူတဲ့ globe နဲ့ခင်ဗျားတို့ generation Z တွေကိုပြန်ပြီးတော့ဖင်ရားနေတာတော်တယ်မှာလွတ်တော်ကိုယ်တည်းဆိုပြီးတော့ပြည်သူကတင်မြောက်ထားတဲ့ဘောတင်မြောက်လီးငါတို့မတင်မြောက်ဘူးငါလိုးမှသာတင်းလာပြီအဲ့လူငယ်တွေကိုသာပြောရရင်ကျွန်တော်တောင်းရင်ဒေါသထွက်တယ်ဘူးမသိကိုမသိနဲ့ရှောက်ပြီးတော့တင်မမယုံရင်အဲ့ဒါတီးတို့သွားမေးချင်အတီးရတဲ့ပေါ်တီပြောထားတာ NUG ပေါ်လာလို့ရှုပ်ကုန်တာတော်လိုင်းရဲ့အခုຫນွေဦးတော်လိုင်းရဲ့ဘာဖြစ်လို့ဖင်ခံရအဲ့ဒါ NUG ပေါ်လာလို့ဖင်ခံရဒီလေးခေါ်လို့ဖင်ခံရဒါပဲပြည်သူတင်မြောက်ထားရဆိုပြီးသူတို့ဖင်ရနေမတကယ်တော့မတင်မြောက်ဘူးပေးတယ်မရှိလို့ပေးလိုက်တာဒါပဲဟိုကောင်တွေတက်လာမှသူတို့ပေးလိုက်တာလီ